ကဲအားလုံးပဲမင်္ဂလာပါဗျာပြီးခဲ့တဲ့လရဲ့နောက်ဆုံးပတ်မှာလက်ကီးတွေဖြစ်ကြလို့ဝမ်းသာပါတယ်ချစ်ချစ်ဖတ်ပြောပါတယ်ညီကိုတွေကြိုက်တယ်ပါဝါဘူးတွေကြိုက်တယ်ကွက်တီတွေကျွဲအကုန်ဆင်းတာပါချစ်ချစ်ဖတ်ပြီးတဲ့3ကွက်လဲတဲ့ပဲမှာအားလုံးပဲလက်ကီးဖြစ်ကြလို့ဝမ်းသာပါတယ်နောက်ကြရင်တော့ဟို daily ဟိုဖြစ်နေအောင်လဲချစ်ချစ်ဖတ်အချိန်နည်းနည်းလေးပေးမယ်ဗျာခုကတော့တပတ်စာလောက်ပဲချစ်ချစ်ဖတ်မအားလိုက်တဲ့ကြားရင်တော့ဝါသနာရတင်ပေးနေတာအလုံးလက်ကီးဖြစ်ကြလို့လဲဝမ်းသာပါတယ်ဒီတစ်ပတ်လရဲ့ပထမဆုံးပတ်မှာလဲလက်ကီးထပ်ပွင့်ကြပါသေးတယ်ပြီးခဲ့တဲ့ပတ်ကတော့ဗျာရွှေချစ်ဖလုံးဝတဲ့ရီပဲထွက်တော့လက်ကီးတွေဖြစ်ကြအရန်ဝမ်းသာပါတယ်